ပြင်းပြတရားရဲ့နေဒုတိယနေလေးဖြစ်ပါတယ်ဒီနေ့ကာဗနာဟောက်ရောက်နေပါတယ်ကာဗနာဟောက်မှာပေါ့နာမည်ကြီးနေတဲ့ဖရာပေါ့နော်ဓမ္မတော်ဖရာလို့ခေါ်တယ်ဝင်ဝင်ချင်းလမ်းတော့ကောင်းတယ်ကတ္တရာလမ်းရောက်ခါနေ2မိုင်3မိုင်လောက်ကလမ်းတော်ဆိုးတယ်တော်ဆိုးဆိုးပါလမ်းပြီးမှဒီကိုရောက်တယ်ဗျစီးတော့တော်စီကားနေတယ်ဒီဘက်မှာဆိုင်လည်းပေါ်ပါတယ်ဒီကဒူးတော်ထောက်နေရဲ့ဒါတော့တဖန်နေတယ်ဒီပေါ့နော်ရှုခင်းအဲ့ဖျားဝမြင်ရှုခင်းမှာလူတွေအများများတော့ဓာတ်ပုံရိုက်လို့အဆင်ပြေပါဘူးဒီတော့ပြန်ပြလိုက်ရတယ်ဟိုဘာလို့လဲနည်းနည်းငုံလာပြီဟိုနည်းနည်းလေးပဲโอเคနည်းနည်းကျုံဘတ်ပါရပါမြင်ရှုခင်းရှာလာပါတယ်ကြည့်ရတော်တော်လာလူအများများမာလေးပါဟုတ်ကဲ့